အားလုံးပဲမင်္ဂလာပါဒါတာရဲ့ football channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိပွဲစဉ်တွေပြန်စပြီဆိုတော့ဗောနော်ဒါတာကထုံးစံအတိုင်းပွဲစဉ်နှစ်ပွဲတော့ရွေးချယ်ထားတယ်မပြောခင်မှာဒါတာရဲ့ YouTube channel ကို like and subscribe လုပ်ထားဖို့တော့ပြောချင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ဗောနော်ဒါတာကဘုံမောင်းနဲ့ဝဟန်ပွဲစဉ်ကိုတုံ့တက်ပေးမယ်ဘုံမောင်းကပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်ဗောနော်ဒီရာကိုနေပြီးတော့ပေးကိုတွေများနေတာကိုတွေ့ရတယ်နှစ်ပွဲနိုင်နှစ်ပွဲရှုံးနေတပွဲတည်တော့ရရှိထားတယ်ဒီရာဒီရဲ့ဘုံမောင်းအင်ကွင်းမှာဆိုရင်တော့အဆင့်3နေရာမှာတော့ရှိနေပါတယ်ဝဟန်ကလည်းရှေ့ကပွဲတွေမှာဆိုရင်3ပွဲရှုံးနေပေါ့နော်2ပွဲနိုင်ထားတယ်ရလက်တွေကတော့မကောင်းနေဘူးနှစ်သင်းစလုံးရဲ့ဒီပေးကိုတွေကပေါ့နော်ဒီတူနေတယ်ပြီးတော့အရင်ကသွေးဆုံခဲ့တဲ့ဒီ8ချိန်မှာပေါ့နော်၄ပွဲနိုင်၄ပွဲတည်နေတဲ့ရှုံးပွဲတော့မရှိခဲ့ဘူးထိတ်တိုက်သွေးဆုံခဲ့ဘူးတဲ့ဒီဘုံမောင်းအင်ကွင်းမှာဆိုရင်ဝဟန်ဘက်ကကစားကွက်ဒီကောင်းကောင်းနဲ့ပေါ့နော်ကစားထားတာကိုတွေ့ရတယ်ဒီနေ့ပွဲကလည်းပေါ့ဒီဘုံမောင်းအင်ကွင်းဆိုရင်ဝဟန်ကထပ်ပြီးတော့နိုင်ကိုယူနိုင်မလားပေါ့နော်ဘုံမောင်းအတွက်ကတော့စိုးရင်စရာပါပဲရှင်ဒါပေမဲ့ဘုံမောင်းဘက်ကခန်းစစ်ကောင်းမယ်ဆိုရင်တော့ဝဟန်ဘက်ကနိုင်ဖို့ရှိဖို့တော့ခက်ခဲလိမ့်မယ်ပြီးတော့ဘုံမောင်းဘက်ကလည်းပေါ့နော်တလုံးတရီနဲ့ဘိုးပေါင်းက3လုံး50စားတော့ကြေးပေးထားတယ်နှစ်သင်းစလုံးကတိုက်စစ်ကောင်းကောင်းနဲ့ကစားလာမယ်ဆိုရင်ဂိုးပေါ်တော့နိုင်တယ်ဒီဘက်ကဘုံမောင်းဂိုးပေါ်ပါရှင်နောက်ထပ်လီဗာပူးနဲ့ Nottingham Forest ပွဲစဉ်ကိုဒါတာကတုံ့တက်ပေးမယ်ဒီနှစ်တင်းရဲ့အရင်ကဒီပွဲတွေမှာဆိုရင်တော့ပေါ့နော်ရှုံးပွဲတွေကများပြီးတော့ရာဂိုးတွေကနည်းနေတယ်ပြီးခဲ့တဲ့9ပွဲမှာဆိုရင်လည်းလီဗာပူးက2ပွဲနိုင်3ပွဲရှုံးထားတယ် Forest ကလည်း9ပွဲ2ပွဲပဲရရှိထားတယ် Forest ဘက်ကဒီ penalty လည်းအများဆုံးပေးထားတာကိုလည်းတွေ့ရတယ်ရှင်နှစ်တင်းစလုံးရဲ့ဒီအဆင့်စီရမှာဆိုရင်လည်းအများကြီးကွာဟနေတာကိုတွေ့ရတယ်သူတို့ရဲ့ဒီခြေစွမ်းတွေကတူနေတော့ဒီပွဲမှာဘိုးပေါင်းအများဆုံးဖြစ်မယ်ဆိုရင်လည်းပေါ့နော်ဒီ3ဂိုး2ဂိုးအနည်းဆုံးကတော့ဒီ1ဂိုးတော့ဖြစ်သွားလိမ့်မယ်ပြီးခဲ့တဲ့ဒီထိတ်တိုက်တွဲဆုံခဲ့တဲ့ဒီလီဗာပူးအိမ်ကွင်းမှာဆိုရင်လီဗာပူးကခြေစွမ်းကောင်းနေတာကိုတွေ့ခဲ့ရတယ်ဒီပွဲမှာလည်းပေါ့နော်ဒီလီဗာပူးအိမ်ကွင်းဆိုတော့လီဗာပူးကပဲဆက်ပြီးတော့နိုင်ကိုယူသွားမလားဒါမှမဟုတ်ပေါ့နော်ဒီ Forest ဘက်ကပဲဒီနိုင်ပွဲရသွားမလားဆိုတာကိုစောင့်ကြည့်ရမှာပါကျေးထဲမှာဆိုရင်လည်းတစ်လုံး၅ပြားရှုံးနေပေါ့နော်ဒီဘိုးပေါင်းကတော့3လုံးတည်တော့ပေးထားတယ်ကြေးကတော့မစိုးနေဘူးရှင်ပြီးတော့အင်္ဂွင်းဖြစ်တဲ့အတွက်လီဗာပူးဘက်ကတော့လုံးဝရှုံးစရာတော့မရှိဘူးဒါကြောင့်မို့လို့ပေါ့နော်ဒီလီဗာပူးပေါ်တင်တဲ့ဂိုးပေါ်တော့ဒါကတုံးတက်ထားပါတယ်အခုလိုအပြီးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ရက်ဒီမှာလည်းညှိဆုံကြပါအောင်မယ်ရှင်